မင်းဝါသနာပါတာကိုပဲမင်းလုပ်ပါဒါဆိုရင်မင်းဘဝမှာတရက်မှအလုပ်ဆရာမလိုတော့ဘူးဆိုတဲ့စကားလူတိုင်းကြားမှုနေကြအလွန်ဆွဲဆောင်မှုရှိတဲ့တသနာတစ်ခုဖြစ်ပါတယ်ဒီကြော့ကနေစလို့ကမ္ဘာခေါင်းဆောင်အများစုဟောပြောသူအများစုဟာဒီလမ်းစဉ်ကိုညွှန်ပြလေးရှိကြပါတယ်ကျွန်တော်တို့ဒီဘက်ခင်မှာ passion ပြင်းပြသောဝါသနာဆိုတာအောင်မြင်မှုရဲ့တစ်ခုတည်းသောတော့ချက်လို့ယုံကြည်လာကြပါတယ်ကိုမပြောတဲ့အလုပ်ခွင်ကိုစွန့်ခွာမယ်ကိုချစ်တဲ့အရာတစ်ခုခုကိုလုပ်မယ်ပြီးရင်အောင်မြင်မှုနဲ့ငွေကြေးကသူ့လိုရောက်လာပါလိမ့်မယ်ဆိုတဲ့ဒီလိုမျှော်လင့်ချက်မျိုးတွေပေါ့ဒါပေမဲ့ဒီယူဆတကယ်ရောလက်တွေ့ကြပါရဲ့လားဒါမှမဟုတ်ဒါလူငယ်တယောက်ရဲ့အနာဂတ်ကိုလမ်းလွဲသွားစေနိုင်တဲ့အန်တရာယ်ကြီးမားတဲ့အကြံဉာဏ်တစ်ခုရောဖြစ်မနေနိုင်ဘူးလားဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဟာ passion ဆိုတဲ့ခေါင်းစဉ်ကိုစိတ်ခံစားမှုမပါပဲစီးပွားရေးနဲ့စိတ်ပညာရှုထောင့်ကနေအမှန်ကန်ဆုံးသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့လက်ခံထားရမယ့်အမှန်တရားတစ်ခုရှိပါတယ်အဲ့ဒါကတော့ Sequel the market ဟာသင်ရဲ့ဝါသနာ passion ကိုလုံးဝစိတ်ဝင်စားဘူးဆိုတဲ့အချက်ပါပဲစီးပွားရေးလောကဆိုတာတန်ဖိုးဖလှယ်ခြင်း exchange of value တက်တာဖြစ်ပါတယ်လူတွေကသင်ရဲ့ဝါသနာအတွက်ပတ်စံပေးကြတာမဟုတ်ပါဘူးသူတို့ရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်မှုသူတို့လိုချင်တဲ့အရာကိုဖြည့်ဆည်းပေးနိုင်မှုအတွက်သာပတ်စံပေးကြတာဖြစ်ပါတယ်ဥပမာပြရရင်သင်ဟာသချင်းဆိုရတာဝါသနာပါကောင်းပါနေနိုင်ပါတယ်ဒါပေမဲ့သင်ရဲ့တခြင်းတန်ပရိသတ်ကိုဖျက်ပေးနိုင်စွမ်းမရှိဘူးဆိုရင်ဒါမှမဟုတ်ဈေးကွက်ကလိုအပ်နေတဲ့အရေးအသွေးမျိုးမရှိဘူးဆိုရင်အဲ့ဒီဝါသနာဟာအသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်မလာနိုင်ပါဘူးဝါသနာတက်တာဖြစ်နေမှာလူငယ်များစုကငါဘာလုပ်ချင်လဲဆိုတာကိုပဲဦးစားပေးစဉ်းစားလေးချိကြပါတယ်တကယ်တမ်းမေးရမယ့်မေးခွန်းကငါစီရနေကဘာကြီးကဘာလိုချင်လဲဆိုတာဖြစ်တင်ပါတယ်ကိုလုပ်ချင်တာကိုလုပ်နိုင်ခြင်းကလွတ်လပ်မှုဖြစ်ပေမဲ့လူငွေမရှိတဲ့လွတ်လပ်မှုကတော့ရေရှည်မှာတည်တတ်နိုင်မှာမဟုတ်သလိုပျော်ရွှင်မှုလည်းရှိမှာမဟုတ်ပါဘူးဒုတိယအချက်အနေနဲ့စိတ်ပညာရှုထောင့်ကနေလေ့လာကြည့်ရအောင်သူစေတနာများအရလူတစ်ယောက်ရဲ့ဝါသနာသို့မဟုတ် passion ဆိုတာအချိန်နဲ့မျှပြောင်းလဲတတ်တဲ့အရာပါလွန်ခဲ့တဲ့9နှစ်ကသင်ရမ်းစိတ်ဝင်စားခဲ့တဲ့အရာဒီနေ့မှာသင်လုံးဝစိတ်ဝင်စားတော့တဲ့အရာလည်းဖြစ်နေနိုင်ပါတယ်စာရေးဆရာ Connie Ford ကသူ့ရဲ့နာမည်ကျော်စာအုပ်တုပ်ဖြစ်တဲ့ So Good They Can't Ignore You ဆိုတဲ့စာအုပ်မှာအရေးကြီးတဲ့ theory တစ်ခုတင်ပြထားပါတယ်လူအများစုထင်တာက passion ရှိမှအလုပ်ကိုကြိုးစားမယ်ဒါမှအောင်မြင်မယ်လို့ထင်ကြပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့ပြောင်းပြန်ပါပဲကျွမ်းကျင်မှု mastery ရှိမှသာ passion ဆိုတာဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်လူသားတွေရဲ့သဘာဝအရကျွန်တော်တို့ဟာကိုမကျွမ်းကျင်တဲ့အရာကိုလုပ်ရင်အဆင်မပြေတဲ့အရာတွေဝါသနာမှာပါတတ်ကြပါဘူးဒါပေမဲ့ကိုလုပ်တဲ့အလုပ်တစ်ခုမှာထူးချွန်လာမယ်သူတစ်ပါးရဲ့အတိမတ်ပြုခြင်းတွေကိုခံရမယ်ရလဒ်ကောင်းတွေထွက်လာမယ်ဆိုရင်အဲ့ဒီလုပ်ပေါ်မှာထားရှိတဲ့စိတ်ဝင်စားမှုနဲ့ဝါသနာတနည်းတခြားအလိုလိုတိုးပွားလာမှာပဲဖြစ်ပါတယ်ဆိုလိုတာ passion ဆိုတာအစပြုခြင်းမဟုတ်ပါဘူးစူးစမ်းအထောက်အပံ့ရလဒ်တာလည်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလမ်းကြောင်းကိုရွေးချယ်သင့်ပါလဲစိတ်ကူးရင်ဆန်တဲ့လမ်းကြောင်းတွေအစားလက်တွေ့ကျတဲ့ career capital လုပ်ငန်းခွင်အရင်ကြီးတည်ဆောက်ခြင်းလမ်းကြောင်းရွေးချယ်သင့်ပါတယ်ဒီလမ်းကြောင်းမှာအဆင့်30ရှိပါတယ်ပထမဆင့်ကတော့ရှားပါပြီးတမိုးရှိတဲ့ကျွမ်းကျင်မှုတွေကိုရှာဖွေသင်ယူခြင်းဖြစ်ပါတယ်ကိုဝါသနာပါလားမပါဘူးလားဆိုတာထက်ဒီပညာရပ်ကဈေးကွက်မှာအသုံးဝင်လားငါဘဝကိုတိုးတက်စေမလားငါရောစိတ်ဝင်စားရလားဆိုပြီးတော့ဦးစားပေးစဉ်းစားရပါမယ်ဒုတိယအဆင့်ကတော့ဆွဲလုံးလာပါအဲ့ဒီပညာရပ်မှာတာမန်ဆင့်မဟုတ်ပဲထူးချွန်တဲ့အဆင့်ရောက်ပတ်တကုတ်စူးစမ်းလေ့ကျင့်ခြင်းဖြစ်ပါတယ်အလုပ်ကိုအလုပ်လိုသဘောထားပြီးကျွမ်းကျင်ပိုင်နိုင်အောင်စူးစမ်းတာကိုဆိုလိုတာပါတတိယအဆင့်ရောက်မှသာ passion ကိုရှာဖွေပါသင်မှာငွေကြေးခိုင်မာမှုလုပ်ငန်းခွင်အတွေ့အကြုံနဲ့ကျွမ်းကျင်မှုတွေရှိလာတဲ့အခါသင်ရဲ့ဘဝကိုသင်ကိုယ်တိုင်စိတ်ကြိုက်ပုံဖော်နိုင်မယ့်အခွင့်အရေးတွေရလာပါလိမ့်မယ်အဲ့ဒီအချိန်ကျမှကိုယ်တကယ်နှစ်သက်တဲ့ပုံစံမျိုးနဲ့အလုပ်ကိုပြောင်းလဲလုပ်ကိုင်ခြင်းအောင်မြင်ဆုံးနည်းလမ်းဖြစ်ပါတယ်ဒီကုန်းချုပ်အနေနဲ့တင်ပြလိုတာကတော့ follow your passion ဆိုတဲ့စကားဟာငွေကြေးပြည့်စုံပြီးသားတထိပ်အတွက်တော့မှန်ကန်ကောင်းမှန်ကန်နိုင်ပါတယ်ဒါပေမဲ့ဘဝကိုအစအနေတည်ဆောက်မဲ့လူငယ်တယောက်အတွက်တော့ follow your effort သင်ရဲ့စူးစမ်းအထောက်အမှုနောက်ကိုလိုက်ပါဆိုတဲ့စကားပို့ပြီးလက်တွေ့ကြပါတယ်အလုပ်တစ်ခုမစတင်ခင်မှာငါဒီအလုပ်ကိုချစ်လားလို့မမေးပါနဲ့ဒီအလုပ်မှာငါကျွမ်းကျင်လာအောင်လုပ်နိုင်မလားဒီအလုပ်ကနေတန်ဖိုးတစ်ခုဖန်တီးပေးနိုင်မလားလို့ကိုယ့်ကိုယ်အရင်မေးပါသင်ရဲ့စိတ်ကူးအိမ်မက်တွေကိုလက်တွေ့ကျွမ်းကျင်မှုတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့သင်လိုချင်တဲ့အောင်မြင်ပန်းတိုင်ကိုမလွဲမသွေရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်မိတ်ဆွေရောစိတ်ကူးရင်ဆန်တဲ့လူတစ်ယောက်လားမဟုတ်လက်တွေ့ဆန်တဲ့လူတစ်ယောက်လားဆရာတက်တို့ကို comment box ထဲမှာပြောပြပေးခဲ့ပါဦးနော်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသိပညာပူးတူတာရစေတဲ့အကျိုးဖြစ်ထွန်းစေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဆရာတက် channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်ကျွန်တော်တို့ဆရာသက် channel ကနေမိတ်ဆွေတို့နဲ့မေးဖြေလုပ်ဖို့အတွက်ကိုကဲဖောင်လေးတစ်ခုဖန်တီးထားပါတယ်ဒီဗီဒီယိုရဲ့ comment နဲ့ description မှာရှိတဲ့ link ကနေမိတ်ဆွေတို့ဝင်ရောက်ဖြည့်ဆို့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်